နေပြီပါလေလက်အတူမိလာတယ်စက်မတောက်ချင်တာပေါ့အတူကြီးတော့မတောက်ချင်လေအဲ့တော့ကိုကတော့မတောက်တော့ဘူးပေါ့မတောက်ပဲနဲ့ထိုင်းထားရောဘယ်ရမဆိုအဲ့လိုပဲလေအစ်စ်မအဆင်ပြေတာပေါ့တချို့အရာတွေကတော့အတူလည်းအဆင်ပြေပါရဲ့ဟမ်ဘာလို့ဘယ်ရရောကိုလုံးကဘောင်းမီလို့ဘာလို့ဆိုလို့ရှင်အတူအဆင်ပြေရတယ်အမထမိန်နေပါဘူးလို့ရှင်အကုန်လုံးတုံးတယ်လေအခုတော်တော်များများအေးပါကလေးရတော့အဝေးကြီးလမ်းမကြီးပေါ်မှာဟုတ်ကျမပြလေရအပြားတိုင်းမှာကျမဝတ်တာမရှက်ဘူးနော်ကျမမြဲကျမဆင်တော့ကျမမရှက်ဘူးကျမအပြားတိုင်းကျမပွဲတက်တာနော်ကျမမသိပါဘူးကျမဖင်မရှိဘူးဖင်လည်းမရှိလဲကျမပွဲတက်တာလည်းဂျင်းလည်းမရှိကျမပွဲကျမမရအောင်ကျမတော့လုံးဝကျမလောကကျမကြိုက်ကျမဒီကုလုံးကိုကျမအစ်စ်မခန္ဓာကိုယ်မျက်နှာလေးဆက်ကျမဘာမှပြုတ်ပြင်တယ်ကျမမကြိုက်ဘူးဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်